ဒီနေ့မှာတော့ကျွန်တော်တို့တွေရောက်ရှိနေတဲ့ KOL event ကြီးမှာ KOL skin တကောင် diamond အနည်းဆုံးနဲ့ဘယ်လိုမျိုးဂုံးဆင်းရမလဲဆိုတာဒီဗီဒီယိုမှာတစ်ခါတည်းပြောပြသွားပေးမယ်ဗျ။ Okay ကျွန်တော်တို့တွေဇယားလေးနဲ့တေချာကြည့်ရတော့ကြတော့ဒါလေးကတော်တော်ကြီးကိုလွယ်နေတဲ့အနေထားမှာတော့ရှိတယ်ပေါ့နော်။ဒါကြောင့်အနေနဲ့ KOL တကောင်ဈေးချိုချိုနဲ့လိုချင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုအဆုံးထိလိုက်ပြီးတော့ကြည့်လိုက်ကြရအောင်ဗျ။အားလုံးပဲမင်္ဂလာပါဗျ။ကျွန်တော်ကတော့ Zorgy Gaming ရပါOkay ကျွန်တော်ဒီနေ့မှာကတော့ရှေ့မှာ intro ဝင်ခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ KOL skin တကောင် diamond အနည်းဆုံးနဲ့ဂုံးစင်းလေးကိုပြောပြသွားပေးမယ်ဗျ။ Okay ဒါဆိုကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပထမဦးဆုံး brother အနေနဲ့လုံးဝကိုနားလေရမယ့်အခြေခံစီးမင်းလေးကိုကျွန်တော်တခါလေးပြောပြသွားပေးမယ်။ Okay အဲ့ဒါကဘာလဲဆိုရင်ဒီမှာပဲ show လိုက်ဗျ။ပထမဆုံးစီးမင်းတစ်ခုကကျွန်တော်တို့ဒီမှာ bingo နံပါတ်တွေရှိရဗျ။ Okay ကျွန်တော်တို့တွေကဥပမာ6 KOL ဘက်မှာ bingo နံပါတ်ပေါ့နော်ဒီလိုမျိုးနှစ်ခုပဲကြာဖြစ်ပြောရမယ်ဆိုရင်ကျွန်တော်တို့တွေချောင် KOL ဘက်မှာအချိန်20လဲလို့မို့ဘင်ကိုပတ်တန်နေရာနှစ်ခုယူပြီးသွားပြီဒါပေမဲ့ဒီချောင် KOL ဘက်က KOL skin တွေမကြိုက်ဘူးငါတို့ကတော့ Pakiro ဘက်ကိုပဲယူမယ်ဆိုလို့ရှိရင်လဲဝင်းပြောင်းပြီးတော့ Pakiro ဘက်ကိုပဲမဲလဲလို့ရတယ်ပေါ့နော်ဒါဆိုရင်လည်းအဲ့ဒီဘင်ကိုအမှတ်လေးတွေကအဲ့ဒီနေရာမှာပဲမှတ်ထားမှာပဲဖြစ်တယ်ဗျအဲ့ဒါကြောင့်မို့ကိုကြိုက်တဲ့ skin ကိုအလွယ်တကူယူလို့ရတယ်ဗျ Okay နောက်ထပ်စီးမင်းလေးတစ်ခုကကြတော့brother တို့မှာ Karina ရဲ့ KOL skin မရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့တွေကချောင် KOL ဘက်မှာတွားပြီးတော့ပထမဆုံး10ကျင်ကိုလက်မှာ Karina ရဲ့ KOL skin ကိုရမှာဗျဒီကျွန်တော် Pakiro တို့ KOL ပေါ့နော် KOL 97ဘက်မှာတွားလှည့်မယ်ဆိုရင်တော့ပထမဆုံး10ကျင်မကလို့ဘယ်နှကျင်းနေနေ Karina ရဲ့ KOL skin ကို free ရမှာမဟုတ်တော့ဘူးဗျအဲ့ဒါတော့ကျွန်တော်တို့ရဲ့စီမင်းနံပါတ်2ပေါ့နော်Okay ကျွန်တော်တို့တွေမှာ KOL ပေါ့နော် Karina ရဲ့ KOL skin ရှိနော်ဘယ်ဘက်မှာပဲလဲကိုလိုချင်တဲ့ skin ဘက်ကိုတွားလဲလို့ရတယ်တကယ်လို့ကို့မှာ Karina ရဲ့ KOL skin မရှိဘူးဆိုရင်တော့ဒီချောင် KOL ဘက်မှာပဲပထမဆုံး10ကျင်ကိုလှည့်လိုက်မယ်ဆိုလို့ရှိရင် Karina ရဲ့ KOL skin ကိုရမှာဗျာ Okay Karina ရဲ့ KOL skin ကလည်း collection point မှာ3000တန်တာဖြစ်တဲ့အတွက်ကြောင့်မို့တကယ်လို့မရှိသေးတဲ့လူအနေနဲ့လည်းအမှားကြီးတော့မလုံးမှုကျင်နေပေါ့နော်ခုကျွန်တော်ပြထားတဲ့ချောင် KOL ဘက်မှာပဲကျွန်တော်ပထမဆုံး10ကျင်ကိုလှည့်မှရမယ်ဗျဒီစီမီနေရကျွန်တော်ပြောချင်လို့ပြောနေရမဟုတ်ပေါ့နော်တချို့တလေအတွက်ကျွန်တော်နစ်နာသွားမှာဆိုလို့ပြောပြဒီထက်မှာပါတဲ့ price ဘူးပေါ့နော် skin တွေအားလုံးကတော့ဘယ်ဘက်မှာပဲလဲဒီ skin တွေပဲပါမယ် KOL skin ကလွဲလို့ပေါ့နော်ဒီမှာ lucky box တွေပါညာတော့ဒီ Pakiro ဘက်မှာလည်းဒီ lucky box ပဲပါမယ်ချောင် KOL ဘက်မှာလည်းဒီ lucky box ပဲပါမှာပဲဖြစ်တယ်ဗျ KOL event ညာဒီတခုတည်းလာဆိုတော့မဟုတ်ဘူးဗျအောက်မှာကျွန်တော်နောက်ထပ် KOL 97 event ရှိသေးရပေါ့နော်သူကကျွန်တော်တို့တွေမဲဖောက်အောင်မယ်ဗျဒီမှာဆိုရင်ဘောင်းတွေပါညာအကုန်ပါပြီးကြပါတော့ဥပဒေဒါကျွန်တော်တို့တွေတိတ်ပြီးတော့အရာသွင်းကြမလို့ပေါ့နော်ဒီကောင်တွေလည်းဘယ်သူမှလည်းကြိုက်တာမဟုတ်ဘူးဗျအားကြောင့်မို့ကျွန်တော်ဒါလေးမြန်မြန်ကြော်လိုက်မယ်ဒီ skin ပေါ့နော်ကျွန်တော်တို့မှာ Karina ရဲ့ KOL skin ရှိပြီဒါပေမဲ့ချောင် KOL ဘက်မှာပထမဆုံး10ကျင်လဲမယ်ဆိုရင်ဘာ skin ပေးမလဲဥပဒေကျွန်တော်စမ်းထွိုင်းကြည့်မယ်ပေါ့နော်ကျွန်တော်မှာ diamond ဖြစ်လို့ဒီ MCB က MCC ပေါ့နော် MCC ပြော MCC ကကျွန်တော်ရထားတဲ့ diamond လေးနဲ့ကျွန်တော်ခါရေးဝင်ပြီးတော့ထွိုင်းကြည့်လိုက်မယ်ပေါ့နော် Okay ပထမ10ကျင်လဲကြည့်လိုက်မယ်နော် diamond 1585လို့ပါသူက short သေးနဲ့ပေးရပေါ့နော် Okay ကျွန်တော်တီးလိုက်မယ်ဗျာဘာပေါက်လဲဆိုတော့ဘာမှမပေးဘူးပေါ့နော်ကျွန်တော်ရှိပြီးသား Vela EVG ပဲကျွန်တော်ပြန်ပေးတယ်ဗျအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့တွေက Karina ရဲ့ KOL skin ရှိတယ်ဆိုရင်တောင်မှပထမအောင်10ကျင်မှာမရှိသေးတဲ့ EVG တွေပါညာပေးမှမဟုတ်ဘူးပေါ့နော်ရှိပြီးသားတွေလည်းသူပေးခြင်းပေးသွားတာဖြစ်တယ်ဗျဟိုတော့ကျွန်တော်တို့တွေပတ်တန်လေးနဲ့ရင်စမယ် Okay KOL event ကြီးကတလာပိုင်း30ရက်နေ့ကစလာမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တွေလှည့်စရာမလိုသေးဘူးဗျဘယ်နေ့မှလှည့်ရမလဲဆိုရင်2လပိုင်း6ရက်နေ့မှာကျွန်တော်တို့တွေ free တုံငင် phase 1ရောက်ရှိလာမှာဖြစ်တယ်ဗျ2လပိုင်း6ရက်နေ့မှာကျွန်တော်တို့တွေ free တုံငင် phase 1လာမယ်Okay ဖီးတုံငယ်ဖေဝါလာတဲ့အချိန်မှာကျွန်တော် weekly bet 3 bet ထည့်မယ်ထည့်ပြီးလို့ရှိရင်ကျွန်တော် diamond 112လုံး short ဈေးပေးထားတယ်ပေါ့နော်သူကနေ့စဉ် short ဈေးပေါ့ဗျာ Okay အဲ့ဒါလေးနဲ့ကျွန်တော်တို့တစ်ချိန်လှည့်လိုက်မယ်ဗျလှည့်ပြီးလို့ရှိရင်ထက်လဲစရာတော့မလိုဘူးကျွန်တော်တို့တွေ2လပိုင်း9ရက်နေ့ရောက်ပြီဆိုရင်နောက်ထပ်ပေါ့နော်တစ်ချိန် diamond နဲ့ short ဈေးထပ်ပြီးတော့လှည့်လိုက်ဗျ daily short ဈေးနဲ့ပေါ့ဗျာOkay အဲ့လိုလှည့်မှဆိုရင်ကျွန်တော်တို့တွေ free တုံငယ်16ကရရတယ်ဆိုစုစုပေါင်းကျွန်တော်18ချိန်ထိရှိသွားပြီဗျအဲ့ဒီကနေကျွန်တော်တို့တွေနောက်ထပ်တစ်ချိန်မှမလှည့်နဲ့ဗျ wiki bag ကရတဲ့ diamond လေး20နေ့စဉ်ဝင်စားမယ်ပြီးပြီဆိုရင်ကျွန်တော်တို့တွေ2လပိုင်း73ရက်နေ့မှာ free တုံငယ် phase 2လာမယ်ပေါ့နော် free တုံငယ် phase 2လာရဲ့အခါမှာလဲ free တုံငယ် phase 1တော့လိုပဲလုံမယ်ကျွန်တော်တို့တွေတစ်ချိန် daily short ဈေးနဲ့လှည့်မယ် Okay အဲ့လိုပဲ73ရက်နေ့မှာတစ်ချိန်လှည့်ပြီးအခါမှာ free တုံငယ် phase 2ပေါ့နော်ဒုတိယရက်14ရက်နေ့ရောက်ပြီဆိုရင်ကျွန်တော်တို့တွေနောက်ထပ် daily short ဈေးနဲ့တစ်ချိန်ထက်လှည့်မယ်ဒါဆိုရင် free တုံငယ်ကနောက်ထပ်16ကပ်ပါထည့်ရမယ်စုစုပေါင်းအချိန်ရင်းနဲ့36ချိန်ထိရရှိသွားပြီပဲဖြစ်တယ်ဗျဒါဆိုရင်ကျွန်တော်တို့တွေစုစုပေါင်း wiki bet အနေနဲ့ဘယ်နှပတ်ကုန်ပြီလဲဆို free တုံငယ် phase 1မှာ3ကပ် free တုံငယ် phase 2မှာ3ကပ်ဆိုတော့ကျွန်တော်တို့တွေ6ကပ်ကုန်ပြီပေါ့နော်36ချိန်ရှိသွားပြီဗျOkay ကြားတဲ့ကျွန်တော်တို့တွေအလကားရတဲ့ mission တွေကနေပြီးတော့ free တုံဝင်တွေရအောင်မယ်ဒါတွေကိုတော့ကျွန်တော်ထည့်တော့တွက်မပြတော့ဘူးပေါ့နော် Okay သူကသူအလကားပေးပြီးမပေးဘူးလားကျွန်တော်တို့နဲ့မဆိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့ထည့်တော့တွက်မပြတော့ဘူးဗျ Okay ကျွန်တော်တို့တွေကဒီ wiki bag ကရတဲ့ diamond အနေနဲ့ကျွန်တော်တို့တွေတရက်ကို20ဝင်းစားပြီးတော့ဗောနော်ကို့မှာ diamond 112လုံးပြည့်ပြီဆိုတော့ねတခါလေးတန်းပြီးတစ်ချိန်ထက်လဲမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေနောက်ထပ်4ချိန်မလဲရနဲ့
အချိန်40ရောက်ပြီဗျအချိန်40ဆိုလို့ရှိရင်ကျွန်တော်တို့တွေ KOS skin တကောင်ကိုတော်တော်များများရကြပြီပေါ့နော်တကယ်ကန်ဆိုးပြီးတော့ KOS skin ကိုအချိန်50အထိသွားတဲ့လူတွေကြတော့ကိုယ့်အကို diamond ဖြည့်ပြီးတော့ထပ်ပြီးတော့တီးလိုက်တော့ပေါ့နော် diamond ဘယ်လိုဖြည့်ရမလဲဆိုရင်ကျွန်တော်တို့တွေအကောင်းဆုံးကကြတော့ဒီ weekly bet ထဲရိုးရိုး diamond ပေါ့နော်ဒါပဲ diamond တွေပါညာမဖြည့်ရသေးရင်ဒါပဲ diamond တွေဖြည့်တာပိုးကောင်းတယ်ဗျပြီးတော့အရန်ကြီးလဲစိတ်ပူကြတော့မလို့ကျွန်တော်တို့တွေဒီအလကားရမဲ့ free တုံဝင်တွေကလည်းကြံသေးရပေါ့နော် game လေးဆော့ပြီး mission လိုက်အောင်နဲ့အလကားရတဲ့ free တုံဝင်တွေကရအောင်မှာဆိုတော့ကျွန်တော်တို့တွေအရန်ကြီးစိတ်ပူကြအောင်မလို့ဘူးဗျအချိန်50အထိရောက်သွားတဲ့လူတွေကလည်းအရန်ကြီးစိတ်မပြတ်နဲ့ပေါ့နော်ဘာလို့လဲဆိုကျွန်တော်တို့တွေက free တုံဝင်တွေကပြန်ရအောင်မှာဗျာကိုကရှိပြီးသားစကင်တွေကြီးပဲပြန်ပေါက်မှာဒီ event ကြီးရှိပြီးသားစကင်တွေတော်တော်များများပေးတဲ့ event ကြီးဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ကြောင့်ကျွန်တော်ရှိပြီးသားစကင်တွေကိုပဲပြန်ပေါက်မှာဆိုရင်ကျွန်တော်တို့တွေဒီ free တုံဝင်တွေရကျွန်တော်ပြန်ပြီးအလကားထက်ရမယ်ဗျာအဲ့ဒါလေးနဲ့ကျွန်တော်ပြန်ပြီးတော့ set draw လိုက်မယ်ဆိုရင်အချိန်50လောက်က AC လေးပဲဗျโอเคအဲ့ဒါတော့ကျွန်တော်ဒီပေါ့နော်ဇရာနဲ့မပြတော့ဘူးဗျလှုပ်ရှုပ်နေမှာဆိုလို့ပေါ့နော်ဒီတိုင်းရိုးလေးပဲပြောပြလိုက်တယ်ဗျโอเคဒီနေ့ဗီဒီယိုလေးရောဒီလောက်ပါပဲဗျအားလုံးဆုံးနေကြည့်ရှုပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျ